အဆုံးသတ်မှာပိုကောင်းတဲ့အသင်းကပဲအနိုင်ရခဲ့တာပါအားလုံးပဲမင်္ဂလာပါ Win Forward Channel ကနေအားလုံးကိုကြိုဆိုပါရစေ။ Mikel Arteta ရဲ့ Arsenal ကတော့ဥရောပရဲ့တိုက်စစ်အကောင်းဆုံးဆိုတဲ့ Bayern Munich အသင်းကိုအိမ်ကွင်း Emirates မှာ3-2ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တယ်။ဒီပွဲစဉ်မတိုင်ခင်ကတော့ Bayern Munich ကသူတို့ရဲ့ official page မှာ Arsenal ကို 5-1 ဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့ကြောင်းကိုဂုဏ်ဝင်ကြွားတာနဲ့တင်ခဲ့တယ်။ Arsenal ကတော့ကွင်းထဲမှာပဲသူတို့ရဲ့လုပ်ရက်ကိုတက်တည်ပြသွားခဲ့တယ်။ဒါ professional standard လုပ်ရက်ပဲ။ဒီလိုမျိုးပဲဖြစ်ရမယ်အသင်းတစ်သင်းက line ပေါ်ကနေမင်းတို့ပြောချင်တယ်လို့ပြောငါတို့ကကွင်းထဲမှာပဲတက်တည်ပြမယ်ဒီလိုမျိုးလုပ်ရက်ကိုအာဆင်နယ်ကလှုပ်သွားခဲ့တယ်ဒီနေ့ပွဲထဲမှာဆိုရင်လည်းကျွန်တော်ဒီပွဲကြိုမှာကလေးပြောခဲ့တဲ့အတိုင်းမီကီအာတေးတာကအသင်းကြီးတွေနဲ့တွေ့တဲ့ပွဲစဉ်တွေမှာဆိုရင်အများစုပေါ့နော်ဒီမနိုင်တောင်မရှုံးအောင်ကန်နိုင်တဲ့ idea မျိုးသူ့မှာအပြည့်ရှိတယ်ဒါဟာအခုနောက်ပိုင်းနှစ်တွေမှာဆိုရင်အာဆင်နယ်တိုးတက်လာတဲ့အပိုင်းလို့ပြောလို့ရတယ်ဟိုးရင်ကကျွန်တော်တို့ဒီအာဆင်ဘန်ကာနဲ့ဦးနိုင်အမရီလက်ထက်ဆိုရင်ကျွန်တော်အသင်းကြီးနဲ့တွေ့ရင်တော်တော်များများပွဲစဉ်တွေမှာရလက်ကောင်းလေးကောင်းတာမရှိဘူးအခုမီကီအာတေးတာရဲ့လက်ထက်အခုနောက်ပိုင်းနှစ်တွေမှာဆိုရင်ကျွန်တော်တို့ဒီအသင်းကြီးနဲ့တွေ့တဲ့ပွဲစဉ်မှာဆိုရင်အရင်ကြီးဟိုမျက်နှာငယ်တရားမလို့ဘူးဗျာမနိုင်တောင်မရှုံးအောင်ကန်နိုင်တဲ့ idea မျိုးသူ့မှာအပြည့်ရှိတယ်ဒါတို့ဒီအခုနောက်ပိုင်းနှစ်တွေမှာအာဆင်နယ်အများကြီးတိုးတက်လာတဲ့အပိုင်းလို့ပြောလို့ရတယ်ဒီနေ့ပွဲစဉ်မှာဆိုရင်လည်းသူ့ရဲ့လူစားလဲမှန်ကန်မှုတွေကနေကျွန်တော်တို့အသင်းနိုင်ပွဲရခဲ့လို့ပြောရမယ်အထူးသဖြင့်ဒီဒုတိယပိုင်းမှာဆိုရင်ကာလာဖီယိုရီနဲ့ဒီမိုင်းလူးဝစ်ကယ်လီကိုလူစားလဲတယ်မာတီနယ်လီနဲ့ဒီတစ်ဖက်ကဒီနေ့ပွဲစဉ်မှာဆိုရင်လည်းသူ့ရဲ့လူစားလဲမှန်ကန်မှုတွေကနေကျွန်တော်တို့အသင်းနိုင်ပွဲရခဲ့လို့ပြောရမယ်ဒီဒုတိယပိုင်းမှာဆိုရင်ဒီကာလာဖီယိုရီနဲ့မိုင်းလူးဝစ်ကယ်လီကိုသူလူစားလဲတယ်နောက်ပြီးဒီမာတီနယ်လီနဲ့ဘူကာယိုဆာကာကိုသူလူသားလဲတယ်ဒီလူသားလဲမှုမှန်ကန်မှုတွေကနေကျွန်တော်တို့အသင်းနိုင်ပွဲရခဲ့တယ်ဆိုတော့ဒီနေ့ပွဲတင်မှာပထမပိုင်းကတသိန်းနဲ့တင်ကအရန်ကြီးဟိုမကွာဘူးဘိုင်ယန်မြူနစ်ကလည်းသူဘောလုံးရတဲ့အချိန်တိုင်းကိုသူဘောလုံးကိုကင်ပြီးကောင်းကောင်းကစားနိုင်တယ်အာဆင်နယ်ကလည်းဘောလုံးရတဲ့အချိန်မှာဘောလုံးကိုကောင်းကောင်းအေးအေးကင်ပြီးတော့ကစားတယ်ဒါပေမဲ့ဟိုတကယ်တမ်းအခွင့်အရေးရတဲ့ဘိုင်းမှာတော့အာဆင်နယ်ကပို့ပြီးတော့ဘိုင်ယန်မြူနစ်ထက်ဒီအခွင့်အရေးတွေကိုပို့ပြီးတော့ create လုပ်နိုင်တယ်အထူးသဖြင့်ဒီပထမပိုင်းမှာဒီ Abrichi Eze decision making ဘိုင်းလေးလိုအပ်ချက်ရှိသွားတဲ့အပိုင်းတွေဒီအပိုင်းလေးတွေကအာဆင်နယ်ကဒီအကောင်းဆုံးလုပ်နိုင်ခဲ့မယ်ဆိုရင်ပထမပိုင်းမှာကလေးက2-1ဒီ2-0ဖြစ်နိုင်တဲ့အခြေအနေမျိုးဖန်တီးနိုင်မယ်ဒါပေမဲ့ဟိုအသေးရဲ့တချို့သောအပိုင်းတွေကလိုအပ်ချက်ရှိခဲ့လို့အာဆင်နယ်အနေနဲ့ဂိုးများရှိခဲ့တာဖြစ်ပါတယ်ဥဆောင်ကိုကတော့ဒီကျွန်တော်တို့အားတာတဲ့ Sabic ကနေဟူလီယန်တင်မာကအာဆင်နယ်တက်ဥဆောင်ကိုသွင်းပေးခဲ့တယ်ဒီကိုသွင်းပြီး7မိနစ်ကြာမှာပဲဂျိုရှွာကင်းမစ်ရဲ့လောင်းတိုင်ကုန်းနဲ့ဘောကနေဒီဆက်ကနာဘရီက80ရဲ့ချိုးဖျားကနေတဆင့်ဒီလူငယ်ကစားသမားဖြစ်တဲ့ Lannis Carr ဆိုတဲ့ကစားသမားကဘိုင်ယန်မြူနစ်တက်ဥဆောင်ကိုသွင်းပေးခဲ့တယ်ဒီဥဆောင်ကိုမှာဆိုရင်မိုင်းလူးဝစ်ကယ်လီနဲ့သူဒီထက်ပိုပြီးတော့ခန်းစစ်ကစားပုံကောင်းတဲ့နေဗျဒီနေ့ပွဲမှာဆိုရင်လေဒီသူ့ကြောင့်ဒီတချို့ဘိုင်းနေဆိုရင် Royce တောင်မှ80ပေါက်ဆက်လိုက်ပြီးတော့ဒီဘောလုံးကိုပြန်ပြီးတော့ recover ဖြစ်အောင်ပြန်ပြီးလောက်ရတဲ့ဘိုင်းနေရှိတယ်ဒါမိုင်းလူးဝစ်ကယ်လီနဲ့သူဒီထက်ပိုပြီးတော့ခန်းစစ်ကစားပုံတိုးတက်အောင်လုပ်တင်တယ်ဆိုတာပြသလိုက်တာပဲဒါကြောင့် Mind Lewis Kelly နဲ့နောက်ပိုင်းပွဲစဉ်တွေမှာဒီတက်ပို့ပြီးတော့ portrait ခင်ရကျင်နေဆိုရင်သူခန်းစစ်ကစားပုံတိုးတက်အောင်လုပ်ဖို့လိုပါတယ်ဒီနေ့ပွဲစဉ်မှာ Rice ကတော့တကယ့်ကို outstanding performance ပြသတာပဲတိုက်စစ်ရောခန်းစစ်ရောမမောနိုင်မပန်းနိုင်တဲ့တကွင်းလုံးပြေးလွှားကစားသွားခဲ့တာတကယ့်ကိုဒီကျွန်တော်တို့အတွက်အဖိုးမဖြတ်နိုင်တဲ့ကစားသမားဖြစ်တယ်နောက်ပြီးဒီဘောကယ်ဒီပိုင်းမှာ Rice ကအရန်ကိုကောင်းတဲ့ player လို့ပြောလို့ရတယ်တို့ဒီတလုံးဆိုရင်သူဆွဲတက်သွားကြည့်လိုက်ဒီ middle သက်စုံလောက်ကနေဒီတစ်ဖက်သင်းရဲ့ final သက်စုံထိတကယ်ကိုကွင်းလေကစားသမားတစ်ယောက်လို့တော့မထင်ရဘူးတကယ်ကိုကျွန်တော်တို့အတွက်ဟိုဘယ်လိုပြောရမလဲအဖိုးမဖြတ်နိုင်တဲ့ကစားသမားလို့တော့ပြောလို့ရတယ်ဒီနေ့ပွဲမှာဆိုရင်လည်းသူနဲ့အဇေးရဲ့အခန်းကဏ္ဍကလည်းအရန်ကိုအရေးပါတယ်သူနဲ့အဇေးရဲ့ဒီ link up play ချိတ်ဆက်မှုတွေကနေကျွန်တော်တို့ဒီဒုတိယဥဆောင်ကိုပဲကြည့်လိုက်သူတို့နှစ်ယောက်ရဲ့ link up play ချိတ်ဆက်မှုကနေဒီ Cala Fiori ထိရောက်ပြီးတော့ Cala Fiori ကနေဒီ cross ball ထောင်ပေးရကနေဒီ Madueke ကဒီကျွန်တော်တို့အတွက်ဒုတိယဥဆောင်ကိုတွင်းယူပေးခဲ့တယ်ဒီနောက်ပြီး Abrichi Eze ဆိုရင်လည်းတပွဲတက်တပွဲပို့ပြီးတော့ကျွန်တော်တို့ဒီ game ထဲမှာပို့ပြီးတော့ဘယ်လိုပြောရမလဲ Ratan မိလာတယ်လို့ပြောရမှာပေါ့သူတပွဲတက်တပွဲပို့ပြီးတော့ခြေသွမ်းပြလာတယ်ဒါကျွန်တော်တို့ဒီအရန်ကစားသမားတွေနဲ့ဒီပွဲထွက်ကစားသမားတွေကြာ quality အရန်ကြီးမကွာဘူးဆိုတာပြသလိုက်တာပဲကျွန်တော်တို့ဒီEze ဆိုရင်ဒီကျွန်တော်ကတော့ဟို Eze တဲ့ Odegaard တဲ့ဆိုင်ခုနောက်ပိုင်းပွဲစဉ်မှာဆို Eze ကကျွန်တော်တို့တွင်းအတွက်ပို့ပြီးတော့
impact ဖြစ်တယ်လို့ကျွန်တော်ခံစားရတယ်ခုသူပြင်သူ့ရဲ့ဒီ Martinelli ကိုဖန်တီးပေးသွားတဲ့လုံးကိုပဲကြည့်လိုက်သူ့ရဲ့တကယ်ကို genius pass ပဲဒီလုံးကဘာနဲ့သွားတူလဲဆိုတော့ဒီ Manchester City နဲ့တရေကြခဲ့တဲ့ပွဲစဉ်မှာဒီ Gabriel Martinelli ကိုဖန်တီးပေးသွားတဲ့လုံးနဲ့သွားတူတယ်ဒီနေ့ပွဲစဉ်မှာဆိုလည်းအဲ့လိုမျိုးပေးဖို့မှုကိုသူလုပ်နိုင်ခဲ့တယ် Abrici Eze ကတော့တကယ်ကိုဒါပဲဗျကျွန်တော်ဒီထိတ်တန်းကစားသမားနဲ့တာမန်ပလေယာဆိုရင်ဒုတိယတတိယဦးဆောင်ကိုပဲကြည့်လိုက် Madueke နဲ့ Martinelli နှစ်ယောက်သူဘောလုံးပေးစရာရှိတယ်ပုံမှန်တာမန်ကစားသမားတစ်ယောက်ဆိုရင် Madueke စီပဲများသောအားဖြင့်ဘောလုံးပေးဖို့မှာလို့ဆိုတော့ Madueke ရဲ့ဘောလုံးလက်ခံတဲ့ space က Martinelli ရဲ့ space တက်ပို့ပြီးတော့ကြီးမားတယ်ပို့ပြီးတော့ပေးခွင့်တာတယ်ဒီလိုမျိုးအခြေအနေကို तू မစင်စားဘဲနဲ့ဂိုးရဖို့အတွက်ကိုပဲ तू စဉ်းစားပြီးတော့ Gabriel Martinelli ကိုတကယ်ကို cheap pass ပေးသွားတယ် Martinelli ကလည်းသူ့ရဲ့ trainment ပုံစံတိုင်းပဲအကောင်းဆုံးပြေးထွက်ပြီးတော့တတိယဦးဆောင်ကိုတွင်းပေးခဲ့တယ်တကယ်ကိုဒီအကောင်းဆုံးပေးပို့မှုအကောင်းဆုံးဂိုးသွင်းယူမှုလို့ပြောလို့ရတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာတသင်းလုံး performance နဲ့ပတ်သက်ပြီးအရင်ကြီးပြောစရာမလိုဘူးကျွန်တော်ထုံးစံတိုင်းပဲကျွန်တော်တို့အသင်းအကောင်းဆုံး performance ပြသသွားတယ်ဒီပွဲစဉ်ပြီးမှာတော့ဒီ Harry Kane နဲ့ Vincent Kompany ကတော့ Arsenal နဲ့နောက်ထပ်တစ်ဆင့်မှာထပ်တွေ့ကျင်နေတယ်ဆိုပြီးတော့ပြောထားတယ်ပေါ့ကျွန်တော်ထပ်ပြီးတော့တွေ့နေခြင်းတယ်ဘာလို့လဲဆိုတော့ငါတို့ထပ်တွေ့တယ်ငါတို့ထပ်ပြီးအနိုင်မယူလိုက်ရဘူးဆိုတော့ခံစားချက်မျိုးတနှုတ်နှုတ်ခံစားစီခြင်းတာဒါကတော့ကျွန်တော်ရဲ့အမြင်ဖြစ်ပါတယ်ဒါကတော့ဒီ Arsenal 3 Bayern Munich 1ပွဲပြီး3တစ်ချက်ဖြစ်ပါတယ်အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ